္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်တို့ဒီစိတ်တွေရဲ့အကြောင်းကိုတရုပ်ခွဲပြီးတော့လေ့လာကြည့်ကြရအောင်တရုပ်ခွဲတယ်ဆိုတာကတော့အရေးအတွက်အဖြစ်နော်ဒါခွဲခြားပြီးတော့လေ့လာကြည့်တာပေါ့ဒါကလည်းပဲဒီဆရာကဒီမူလပဋ္ဌာန်းဆရာတော်ကြီးဦးနာဒရရေးသားစီစဉ်ခဲ့တဲ့ဒါကဆရာကျုပ်ကနေပြီးတော့တရုပ်ခွဲတွေအတွက်ဒါပူးတွဲပြီးတော့နောက်ပိုင်းမှာနော်ဒေါက်တာမင်းတင်မောကနေပြီးတော့ဒါစီမံထားတဲ့နော်နောက်ပိုင်းလေးမနောက်ဆက်တွဲအနေနဲ့ခွဲပြထားတဲ့ဆရာလေးပေါ့စည်ရင်းလေးပေါ့နော်အဲ့ကကြတော့ဒီပြန်ပြီးတော့စိတ်တွေကိုပြန်ပြီးတော့ကျွန်တော်တို့ကနှစ်ချုပ်ကြည့်မယ်ဆိုရင်ကာမစိတ်ကကာမဘုံသားတွေကာမသက်ရှိတ္တဝါတွေမှာဖြစ်နိုင်ခွင့်ရှိတဲ့စိတ်ကအမျိုးအစားက54မျိုးရှိတယ်54မျိုးကဘာတွေလဲဆိုရင်ကျွန်တော်တို့ပေါ်မှာနော်ဒါလေ့လာခဲ့ကြတဲ့အတိုင်းအကုသိုလ်စိတ်က12မျိုးအာဟိစိတ်က18မျိုးကာမသောပနစိတ်က24မျိုးပေါင်းလိုက်တဲ့အခါမှာ54မျိုးဒီကာမဘုံသားတွေကာမသက်ရှိတ္တဝါတွေမှာဖြစ်ခွင့်ရှိတဲ့စိတ်54မျိုးကာမစိတ်တဲ့နည်းနည်းလေးပုံမြတ်သွားတာကမဟိကုတ်စိတ်ကတော့29မျိုးရှိတယ်ဗာလဲဆိုရင်ရူပဝဆနာစိတ်15မျိုးနဲ့အရူပဝဆနာစိတ်12မျိုးနော်ဒီနှစ်ခုပေါင်းတဲ့အခါမှာ29ပေါ့15နဲ့12နဲ့ပေါင်းတဲ့အခါမှာ29ဒါဒီမဟကုတ်စိတ်ဘာလို့မဟကုတ်စိတ်လို့ခေါ်တဲ့ခါကြတော့မြတ်တဲ့အဖြစ်ကိုတဲ့ရောက်တဲ့စိတ်မြင့်တဲ့စိတ်တွေဟာမဟကုတ်စိတ်ပေါ့နော်ကာမစိတ်ထက်ပိုပြီးတော့ဒီကာမဂုဏ်စိတ်တွေ54မျိုးထက်ပိုပြီးတော့မြင့်တဲ့အတွက်ကြောင့်မဟကုတ်စိတ်လို့သတ်မှတ်တာပေါ့နောက်တစ်ချက်ကလောကီစိတ်82မျိုးရှိတယ်တဲ့လောကီစိတ်က82မျိုးဘာတွေလဲဆိုရင်ကာမစိတ်54မျိုးနဲ့မဟကုတ်စိတ်29မျိုးဘုံ30ပါးမှာကျင်လည်တဲ့သက်ရှိတ္တဝါတွေရဲ့ဒီလောကဆိုင်ရာစိတ်တွေပေါ့နော်သက်ရှိတ္တဝါတွေမှာဖြစ်တဲ့စိတ်တွေလောကီစိတ်ကဘာလဲဆိုရင်ပြန်ပြီးတော့ကြည့်မယ်ဆိုအပေါ်ကကာမစိတ်54မျိုးနဲ့ကာမဂုဏ်မဟကုတ်စိတ်29မျိုးဒီနှစ်ခုပေါင်းဆက်ခြင်းရလာတဲ့နော်82မျိုးသောစိတ်တွေဒီလောကီစိတ်လောကီတ္တဝါတွေလောကီဘုံသားတွေမှာဖြစ်တဲ့စိတ်ဒီစိတ်82မျိုးကနေကျော်လွန်ပြီးတော့ကျန်တဲ့စိတ်နော်အချင်းအပြင်ဆိုရင်တော့သူက82ပါးအကျယ်အပြင်ဆိုရင်တော့သူက40ရှိတယ်ဆိုတော့ဘာလဲဆိုရင်ဒီလောကီစိတ်နဲ့လောကီစိတ်က82မျိုးရှိတယ်လို့သိခဲ့ပြီးတဲ့နောက်မှာစိတ်တွေကိုအားလုံးအချင်းချုပ်ကြည့်မယ်ဆိုရင်လောကီရောလောကုတ္တရာကိုပေါင်းကြည့်မယ်ဆိုရင်လောကီစိတ်က82မျိုးရှိတယ်လောကုတ္တရာစိတ်ကအချင်းအပြင်ဆိုရင်10မျိုးနဲ့ပေါင်းလိုက်ကြည့်တဲ့အခါမှာ89မျိုးဖြစ်သွားတာပေါ့နော်ဒါကစိတ်ချင်း89မျိုးဖြစ်သွားတာပေါ့အကျယ်ဆိုရင်တော့လောကီစိတ်က82မျိုးဆိုရင်လောကုတ္တရာစိတ်က40ရှိတယ်အဲဒီခါကျတော့81 40ပေါင်းတဲ့အခါမှာ121ဒါကစိတ်အားဖြင့်အကျယ်ပေါ့နော်စိတ်တွေရဲ့ဖြစ်ခွင့်ရှိတဲ့သက်ရှိတ္တဝါတွေမှာဖြစ်နေတဲ့စိတ်မျိုးစားအပြင်ဆိုရင်120နဲ့တမျိုးအကျယ်ရှိတယ်တင့်တယ်တဲ့စိတ်မတင့်တယ်တဲ့စိတ်ဆိုတာရှိတယ်အဲ့ဒီမှာအာသောပနစိတ်မတင့်တယ်တဲ့စိတ်ဆိုတာဘာလဲဆိုရင်အကုသိုလ်စိတ်တွေနဲ့အာဟိစိတ်တွေဟာမတင့်တယ်ဘူးတဲ့အကုသိုလ်စိတ်12မျိုးနဲ့အာဟိစိတ်18မျိုးဟာအကုသိုလ်စိတ်တွေဟာပြည့်ရှိပြီးတော့မတင့်တယ်ဘူးအာဟိစိတ်တွေကတော့ကောင်းတဲ့ဟိတ်တွေနဲ့မရှင်တဲ့အတွက်ကြောင့်မတင့်တယ်ဘူးအကုသိုလ်စိတ်တွေဆိုတာလည်းပဲတင့်တယ်တဲ့စိတ်တွေမဟုတ်ဘူးအပြစ်မကင်ဘူးအာဟိစိတ်ဆိုတာလည်းပဲနော်ဟိတ်တွေမပါတဲ့အတွက်ကြောင့်အသိဉာဏ်တွေနော်အလောဘဒေါသမောဟနဲ့ရှင်ပြီးတော့အလောဘအဒေါသအမောဟဆိုတဲ့ကောင်းတဲ့ဒီဟိတ်တွေနဲ့မရှင်တဲ့အတွက်ကြောင့်သူကအာဟိစိတ်တွေကမရှိတဲ့အတွက်ကြောင့်အာဟိစိတ်18မျိုးကလည်းပဲကောင်းတဲ့စိတ်တော့မဟုတ်ဘူးမတင့်တယ်တဲ့စိတ်တွေပေါ့နော်ဒါကြောင့်မို့သောပနစိတ်မတင့်တယ်တဲ့စိတ်30အကုသိုလ်စိတ်12ပါးနဲ့အာဟိစိတ်18ပါးပေါ့တင့်တယ်တဲ့စိတ်ကကြတော့59မျိုးရှိတယ်ဘာလဲဆိုရင်စိတ်ချင်း89ပါးတဲ့ကနေသူကအာသောပနစိတ်30နဲ့နော်စိတ်ကျယ်ထဲမှာဆိုရင်သူကအဓိကကတော့အပေါ်မှာတင့်တယ်တဲ့စိတ်ဆိုတာဘာလဲဆိုရင်မတင့်တယ်တဲ့စိတ်30ကိုနှုတ်လိုက်တာပဲမတင့်တယ်တဲ့စိတ်30ကိုနှုတ်လိုက်တာပဲနော်စိတ်ချင်းနဲ့အရင်ရေတွက်ကြည့်မယ်ဆိုရင်သူကစိတ်ချင်း89ပါးတွေကနေပြီးတော့မတင့်တယ်တဲ့စိတ်30ကိုနှုတ်လိုက်တဲ့အခါမှာ59ပါးကျန်တယ်အဲ့ဒါကသောပနစိတ်ပေါ့တင့်တယ်တဲ့စိတ်59မျိုးဒါကစိတ်အချင်းအပြင်ရေတွက်ပြတာပေါ့နော်အကျယ်အပြင်ရေတွက်မယ်ဆိုရင်တော့စိတ်ကျယ်121ပါးတွေကနေပြီးတော့မတင့်တယ်တဲ့စိတ်30ကိုနှုတ်လိုက်တဲ့အခါမှာသူက62ပါးကျန်တာပေါ့ဒါကစိတ်အကျယ်အပြင်သူကတင့်တယ်တဲ့စိတ်က62မျိုးဖြစ်သွားတာပေါ့တင့်တယ်တဲ့စိတ်ဆိုတာကဘာတွေလဲဆိုရင်ကာမသောမနစိတ်တွေမဲကုတ်စိတ်တွေလောကုတ္တရာစိတ်အကျယ်အပြင်ဆိုတော့40ဒါတွေကသူကတင့်တယ်တဲ့စိတ်တွေပေါ့မတင့်တယ်တဲ့စိတ်30ကိုဖယ်လိုက်တဲ့အခါမှာအားလုံးဒီတင့်တယ်တဲ့စိတ်တွေဇန်စိတ်69မျိုးရှိတယ်တဲ့မဲကုတ်စိတ်28ပါးနဲ့လောကုတ္တရာစိတ်အကျယ်40ဒီ
ပြီးတဲ့အခါမှာဒီစိတ်တွေထဲမှာပထမဇန်စိတ်က17မျိုးရှိတယ်ဒုတိယဇန်စိတ်က17မျိုးတတိယဇန်စိတ်က17မျိုးစတုတ္ထဇန်စိတ်17မျိုးပစ္စမဇန်စိတ်23မျိုးဒါတွေပါဝင်ပါတယ်ဒါတွေအားလုံးဒီဇန်စိတ်တွေနော်ဇန်စိတ်တွေစိတ်တွေကိုသူကဇာတိဗေဒအပြင်ခွဲတယ်ဆိုတာဘာလဲဆိုရင်သူကဇာတိဆိုတာဇက်အားဖြင့်ပေါ့ဘာဇက်တွေလဲဆိုရင်ကုသိုလ်ဇက်အကုသိုလ်ဇက်ဝိပတ်ဇက်ကရိယာဇက်တွေပေါ့ဒီလိုအမျိုးအစားအပြင်ဇက်အားဖြင့်ခွဲခြားကြည့်လိုက်တဲ့အခါမှာသူက၄မျိုးတွေ့ရတယ်တဲ့အကုသိုလ်ဇက်ကုသိုလ်ဇက်ဝိပတ်ဇက်နော်ကရိယာဇက်ဆိုပြီးတော့၄မျိုးမျိုးစား၄မျိုးခွဲခြားပြီးတော့လေ့လာလို့ရတယ်လောကီစိတ်82မျိုးမှာအကုသိုလ်စိတ်က12မျိုးကုသိုလ်စိတ်က18မျိုးဝိပတ်စိတ်32မျိုးနဲ့ကရိယာစိတ်20ပါဝင်ပါတယ်စိတ်ချင်းဒီ89ပါးထဲမှာအကုသိုလ်စိတ်က12မျိုးကရိယာကုသိုလ်စိတ်က22မျိုးဝိပတ်စိတ်က36မျိုးကရိယာစိတ်20ပါဝင်ပါတယ်စိတ်ကျ122ပါးထဲမှာဆိုရင်တော့အကုသိုလ်စိတ်7ကုသိုလ်စိတ်39ဝိပတ်စိတ်52ခုနဲ့ကရိယာစိတ်20စီပါဝင်ပါတယ်ဝေဒနာအဖြစ်သူကခွဲခြားကြည့်မယ်ဆိုရင်နော်ဘာဝေဒနာတွေလဲဆိုရင်သူကသောမနတဆိုတဲ့တာယာမှုနော်ဒါမျိုးခံစားတဲ့ဝေဒနာဒေါမနတဆိုတဲ့ဒီစိတ်ဆိုးစိတ်ပြောင်းမှုနဲ့ရှင်တဲ့ဒေါမနတပေါ့နော်ဥပေက္ခဆိုတဲ့လိတ်လေရှုမှုနဲ့ရှင်တဲ့ဝေဒနာဒုက္ခချမ်းသာတယ်ဆိုတဲ့ဝေဒနာဒုက္ခဆင်းရဲတယ်ဆိုတဲ့ဝေဒနာပေါ့အခုသူစိတ်ထဲမှာဆိုရင်သောမနတက4မျိုးရှိတယ်ဒေါမနတက2မျိုးရှိတယ်ဥပေက္ခက6မျိုးရှိတယ်အဲ့ဒီထဲမှာဆိုရင်သောမနတ2မျိုးရှိတယ်ဥပေက္ခ14မျိုးရှိတယ်ဒုက္ခ1မျိုးရှိတယ်ဒုက္ခ1မျိုးရှိတယ်ကာမသောမန24မျိုးထဲမှာဆိုရင်သောမနတ12မျိုးရှိတယ်ဥပေက္ခ12မျိုးရှိတယ်ကာမစိတ်54မျိုးထဲမှာဆိုရင်နော်သူကသောမနတသည်18မျိုးရှိတယ်ဒေါမနတသည်2မျိုးရှိတယ်ဥပေက္ခသည်32မျိုးရှိတယ်ဒုက္ခသည်1မျိုးဒုက္ခသည်1မျိုးရှိတယ်မဲကုစိတ်28ပါးထဲမှာဆိုရင်သောမနတသည်12မျိုးဥပေက္ခသည်15မျိုးရှိတယ်လောကီစိတ်82ပါးထဲမှာဆိုရင်သောမနတသည်30ဒေါမနတသည်2မျိုးဥပေက္ခသည်48မျိုးရှိတယ်လောကုတ္တရာစိတ်ကျဲထဲမှာဆိုရင်တော့သောမနတသည်32မျိုးဥပေက္ခသည်10မျိုးရှိတယ်စိတ်ကျဲ121မျိုးထဲမှာဆိုရင်တော့သောမနတသည်62ဒေါမနတသည်2မျိုးဥပေက္ခသည်55မျိုးเนาะပြီးရင်ဒုက္ခသည်1မျိုးဒုက္ခသည်1မျိုးရှိပါတယ်ဒါလေးကတော့အနှစ်ချုပ်ဆောင်ပုဒ်ကလေးပေါ့เนาะအနှစ်ချုပ်ဆောင်ပုဒ်ကလေးပဲဖြစ်တယ်เนาะအနှစ်ချုပ်ဆောင်ပုဒ်ကလေးပဲဖြစ်ပါတယ်ဒါဒီစိတ်တွေကိုဒါကအနှစ်ချုပ်အပြင်ပြန်ပြီးတော့အနှစ်ချုပ်ပြီးတော့ရေတွက်တဲ့အပိုင်းလေးပေါ့เนาะစိတ်တွေကိုတရုပ်ခွဲကြည့်တဲ့အပိုင်းကဏ္ဍလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ